ဒါပေမဲ့အမှန်ရှိကိုရမှာကတော့ဘုရားရှိကိုအောင်ပြောဘုရားရှိတဲ့တော်တင်ပြကြည့်တော်မူတဲ့ဟိုနေပေါင်း2500ကျော်ကာလတုန်းကသစ္စာလေးပါးတရားတွေကိုယ်တိုင်သိသွားတဲ့တရားတွေကိုဟောကြားပြီးတော့ထားခဲ့တဲ့မြတ်စွာဘုရားအစ်ကိုအာရုံပြုပြီးတော့ရှိခိုးရပူဇော်ရဒီနိဗ္ဗာန်လာစသည်ဖြင့်ပူဇော်ရအရေးကြီးတာကတော့နာမကာယကုံကပို့ပြီးရေးကြည့်ပါတယ်နာမကာယကုံကတော့နံတရားတွေရဲ့ဂုံပဲတဲ့နံတရားတွေမှာအကျဉ်းချုပ်အားဖြင့်တော့ကိလေသာကင်းတဲ့ဂုံအလုံးစုံသောတရားတွေပြီးတဲ့ဂုံဒါနှစ်ခုလောက်ဆိုရင်လုံလောက်နေပါပြီမြတ်စွာဘုရားအလုံးစုံကိုသိရဲ့ကိလေသာစိတ်ညစ်ကြေးတွေမှကင်းဝေးစင်ကြယ်တော်မူတယ်ဒီဂုံလေးနှစ်ခုလောက်ဆိုရင်လုံလောက်ပါဒါလောက်ဆိုရင်ကြီးညိုစရာကောင်းတာပါအဲဒီနာမကာယဂုံတွေကတော့အခုပုဂ္ဂိုလ်တွေလည်းသိနိုင်တယ်အခုပုဂ္ဂိုလ်တွေလည်းပဲတရားနှလုံးသွင်းအားထုတ်တဲ့အခါကာလမှာကိုယ်ရှိကမသိဘူးတဲ့တရားတွေသိလာတာကိုဆင်းရဲတရားတွေဆိုတာသိရတယ်ဆင်းရဲကြောင်းတရားတွေဆိုတာသိရတယ်အဲဒါတွေသိပြီးတော့ဆင်းရဲခြင်းရတရားလည်းနောက်ဆုံးတစ်နေ့ကြာသိတာဆင်းရဲခြင်းရပြီးတော့ကြောင့်ဖြစ်တဲ့အကျင့်ကလည်းပဲအားထုတ်နေတော့ကိုယ်တိုင်ကတွေ့ပြီးတော့သိသစ္စာလေးပါးတရားတွေကိုယ်တိုင်သိနေတာပြီးတော့ဒါတွေသိပြီးတော့စိတ်ညစ်ကြေးကင်းတယ်ဆိုတာလည်းကိုယ်တရားစင်တားလျော်စွာကင်းတာမများကင်းငြင်းတာမများငြင်းပြီးတော့သွားတယ်အဲဒါတွေကိုယ်တိုင်တွေ့ရပါတယ်ဒါကြောင့်မြတ်စွာဘုရားဤနာမကာယဂုဏ်တော်တွေကတော့ယခုပုဂ္ဂိုလ်တွေလည်းပဲတွေ့ရပါတယ်ဒိဋ္ဌောမေသောဘဂဝါဟိုတင်ကမိတို့တော့ဘောရမီမြတ်စွာဘုရားကြောက်တယ်ဗန္တိမြတ်စွာဘုရားသောဘဂဝါထိုဘုန်းတော်၆ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုမေကျွန်တော်သည်ဒိဋ္ဌောတွေ့မြင်ရပါပြီရှင်ဗျာမြတ်စွာဘုရားတတိတော့တွေ့ပြီတဲ့တွေ့ပြီးပါပြီဆိုလျှောက်ဒါလောကဘက်ကနေကြည့်ရင်ဘာထူးဆန်းမလဲမိတို့ဘောရမီဟာဒီပိဋကမင်းသားလေးမွေးကားသားတွေကသူမေရောမာယာအမိရင်းကခုနှစ်ရက်ရှိတဲ့ခါမှာကွယ်လွန်သွားတော့မိတို့ဘောရမီကမေရောမာရဲ့ညီမကိုသူကယူပြီးတဲ့ကလာသားချင်းနဲ့သူပဲနှုတ်တိုက်ပြီးတော့မွေးလာတာပဲမွေးလာတော့တည်းကြီးရင်တဲ့ခါကလာဒီနာစည်းစိမ်တွေသုံးဆောင်ခါစားနေတယ်ဒါလည်းပဲအမိမေရောရဲ့သားမေရောရဲ့သားတော်ရဲ့လို့ဒီလိုအချင်းချင်းအပြီးမှပြုပြီးတော့တွေ့နေတယ်သိနေရတယ်နောက်တော့ထွက်သွားနောက်ဘုရားဖြစ်လာအဲ့ဒါမြတ်စွာဘုရားတကယ်တော့တွေ့ပါပြီလို့ဆိုတာဘာမှလောကနေရာနဲ့ဘာမှမထူဆောင်သူတွေ့နေတာကြားကြထားမယ်အဲ့ဒီတွေ့တာကိုဆိုတာမဟုတ်ဘူးဘုရားရှင်ဘုရားမှမယ်ဆိုတာတတိတော့တွေ့ပါပြီလို့ဒီလိုကြောက်ထားတာပေါ့ဒါကတရားတွေ့မှတွေ့တယ်တရားမတွေ့လို့ရှိရင်တော့ဘုရားမှဘယ်သိမလဲဒီသောရရာရဲ့ဖခင်သုဘဗုဒ္ဓဆိုတာရှိတယ်လူတော်ကအနေနဲ့ပြောမယ်ဆိုရင်ဖြင့်ဘုရားအလောင်းတော်ရဲ့သူရောက်ခမဘောသွားသုဘဗုဒ္ဓဆိုအရှင်ဒေဝရဆိုတာရှိတယ်ဒီသောရရာရဲ့မောင်းမယ်သူကရောက်ဖတယ်သူဘုရားအလောင်းတော်ရဲ့ရောက်ဖသူတို့ကဘုရားအလောင်းတော်ငယ်ငယ်လေးကသိနေတာပဲသိပေမဲ့လို့အဲ့ဒါဘုရားပဲဆိုတော့သူတို့ကိုယ်တိုင်မတွေ့ဘူးတရားမတွေ့တော့ဘုရားစိတ်ပဲဆိုတော့သူကိုယ်တိုင်မတွေ့ဘူးပုဂ္ဂိုလ်နေရာချင်းတော့မြင်တွေ့နေတာပေါ့တို့မဘုရားစိတ်မှသူတို့မသိဘူးမသိတော့သူတို့မယုံမသိတွေပြုကြပြင်မှားကြတော့သူတို့ရှင်ဒေဝရကလည်းပဲညင်ညိုပြီးတော့ဝီစီနေရကြတော့သုဘဗုဒ္ဓကလည်းဒီလိုပဲမြတ်စွာဘုရားဆုံးမကြွတဲ့လမ်းပိတ်ထားလို့အဲ့ဒါလည်းပဲသူလည်းပဲခုနှစ်ရက်ကြာတဲ့ခါကာလမှာသူလည်းမြင်ညိုပြီးတော့ငရဲကြတာအဲ့ဒါသူဘုရားမတွေ့တဲ့ပုဂ္ဂိုလ်တွေကဗေဒိမျက်စိနဲ့မြင်နေပေမဲ့လည်းတွေ့တာမဟုတ်သေးဘူးဗေဒိမျက်စိနဲ့မမြင်တော့လည်းမြတ်စွာဘုရားတရားကိုတွေ့လို့ရှိရင်တွေ့ပါတယ်တဲ့ဓမ္မဟိပတ္တနာမပတ္တိဓမ္မတရားကိုပတ္တနာတွေ့မြင်သောပုဂ္ဂိုလ်ဒီမှာငါဘုရားကိုပတ္တိတွေ့မြင်တရားကိုတွေ့မြင်ဘုရားတွေ့တာပဲအခုတရားထုတ်တဲ့ပုဂ္ဂိုလ်တွေကတရားထုတ်လို့ယုတ်တရားနာတရားတွေကိုကိုယ်တိုင်တွေ့ရတယ်ဆိုရင်ဒီကစတွေ့လာတာပထမတော့ကယုတ်ရနာတရားဆိုတာပြောတာများပဲရှိတာကိုသာပိကျမ်းဂန်နဲ့သင်ထားလဲပြောတာများပဲကိုယ်လည်းတွေ့တာမယုံနေတာနဲ့ယုတ်တရားက28ခုရှိတယ်ဒီအတွက်ပြတတ်ပါတယ်ဟုတ်လားမဟာဘု၄ပါးပတာရ5ပါးစသည်ဖြင့်ကြောက်ပြီးဒီအတွက်ပြီးတော့ပြတတ်ပါတယ်ပြောလဲပြောတတ်ပါတယ်ဟောလဲဟောတတ်ပါတယ်ယုတ်ကလတွေဖွဲ့မယ်ဆိုလဲဖွဲ့ပြီးတော့ပြတတ်ပါတယ်
နန္တရားမှာလည်းစိတ်တခု90လို့စေတသိက်ဒုပညာသာ52ပါးလို့အဲ့ဒါတွေလည်းပဲသင်ကြားထားလို့ရှိရင်ဒါတွေပြောလဲပြောတတ်ပါတယ်ဟောလဲဟောတတ်ပါတယ်အဲဒီဝိသိကြပုံတွေဘာတွေလည်းပဲဒီလိုလေ့လာထားလို့ရှိရင်သိပါတယ်ဒါပေမဲ့လို့ဒီကိုယ်ရဲ့ယုံနဲ့နာနဲ့နှစ်ခုတွဲပြီးတော့ဖြစ်နေယုံနဲ့နာနဲ့နှစ်ခုပဲဆိုတာကတော့တရားအထုတ်မှပဲပြီးတယ်ကိုယ်ရဲ့အထုတ်မှမထုတ်ဘဲနဲ့ဒီတိုင်းဇာတင်ယုံတွေကဒီလိုသိနေတာမဟုတ်သေးဘူးမသေးကြဘူးဇဝေဇဝါပဲရှိနေတာပဲဒီမြင်ကြတွေ့ပြီးတော့နေတဲ့ဥစ္စာတွေဟာငါကောင်လိုအသက်ကောင်လိုငါကောင်သက်ကောင်ကတကယ်ဟုတ်တာလေလားဒါတွေကပြောတယ်ယုံနာနှစ်ခုမျှရှိတာဟုတ်လေသလားမဟုတ်လေသလားဆိုသိပြီးတော့မကွဲပြဘူးဝိပဿနာရှုလို့ဒီတိုင်းဖြစ်တဲ့ယုံနာလေးတွေရှုတော့မှမြင်မှသူကယုံနေတာနဲ့ကွဲလာမှတ်တိုင်းမှတ်တိစီယယုတ်ကတစ်မျိုးမှတ်တိနေတဲ့စိတ်နာလေးကတစ်မျိုးဒါကြောင့်ဟုတ်ဟောင်းတယ်မှတ်လိုက်တယ်ဟောင်းတက်လာတဲ့ယုတ်လေးကတစ်မျိုးဟောင်းတယ်လို့ပြီးတဲ့နာလေးကတစ်မျိုးဒါလေးတစ်ခုရှိပြီးရင်ဘာမှမကြည့်အလားတုန်းကတော့ဟောင်းတာနဲ့တကွတကူလုံးကလည်းငါပဲနှလုံးသွင်းနေပြီးနေတာကလည်းငါပဲဟောင်းတာတကူလုံးနဲ့ပြီးနေတဲ့နှလုံးသွင်းပြီးနေတာနဲ့ဟာလည်းအတူတူတယောက်တည်းပဲတကူတည်းပဲဒီလိုထင်နေတာပဲဒီတရားကောင်းကောင်းအမှုပြုတဲ့ပုဂ္ဂိုလ်တွေမွေးခြင်းအဲ့ဒီတိုင်းဖြေမှာပဲဒီတိုင်းပဲဖြေတယ်ကွာရိုးရိုးဆိုရင်အဲ့ဒီတိုင်းပဲဖြေအဲ့ဒါယုံနေတာနဲ့မကွဲပဲဖြစ်နေတာအခုရှုမှတ်တဲ့ပုဂ္ဂိုလ်မှာတော့ဖောင်းတယ်လို့မှတ်လိုက်တာနဲ့ဖောင်းတယ်လာတာလေးရတဲ့ခုဖောင်းတယ်လို့သိတာလေးရတဲ့ခုသူတို့ကရောလို့လည်းမရဘူးတစ်ခုနဲ့တစ်ခုနဲ့ဘာမှမတူဘူးတခြားစီပဲသူကဖောင်းတယ်လာတာလေးအာယုံမသိတတ်တဲ့တရားရှုမှတ်လိုက်တဲ့စိတ်ကလေးကသူအာယုံသိတတ်တဲ့တရားဒါလေးနှစ်ခုကသူတွဲခြင်းပိန်တယ်မှရင်လည်းဒီတိုင်းပဲထိုင်တယ်မှရင်လည်းဒီတိုင်းပဲထိတယ်မှရင်လည်းဒီတိုင်းပဲကိုယ်တယ်မှရင်လည်းဒီတိုင်းပဲကိုယ်တဲ့ယုတ်ကတရားပြီးတဲ့စိတ်ကတရားဘယ်ကမှဆိုကိုယ်ယုတ်ကတရားပြီးနေတဲ့စိတ်ကလေးကတရားပဲခုရောလို့ကိုမရဘူးကိုယ်ယုတ်ကတရားပြီးကိုယ်နဲ့ကိုယ်ယုတ်နဲ့စိတ်ဒီပြီးနေတာလေးနဲ့ရောရသေးတယ်ဆိုရင်အဲ့ဒါမကွဲသေးဘူးဒါမကွဲသေးလို့ရောနေသေးတာဝိပဿနာရှုမှတော့ဒီယုံနာကွဲလာတဲ့ပုဂ္ဂိုလ်ကြရောလို့ကိုပြူတာလေးတစ်ခုကွဲနေပါလေသိကြကွဲနေအာမထုတ်ဘူးတဲ့ပုဂ္ဂိုလ်တွေတချို့ကတော့တို့ထင်နေတယ်အလကားရမ်းရမ်းပြီးသူဆွဲတာရှိတယ်ရမ်းပြီးသူဆွဲတယ်ဒီလိုရှုလို့တကယ်နာယုတ်တော့မကွဲဘူးဆိုတော့ဘယ်ဟုတ်မလဲသူတို့သိမှမသိပဲနဲ့ဘယ်နဲ့မကွဲရမလဲနာယုတ်ကတကယ်နာယုတ်တစ်ခုပဲရှိမှနာယုတ်တစ်ခုမကွဲလို့ဘယ်ဖြစ်မလဲသူကသိစီရအာယုံနဲ့သိတဲ့စိတ်နဲ့ကိုယ်ယုတ်နဲ့သိတဲ့စိတ်ဟာဒါနှစ်ခုကတကယ်သေချာရှုတဲ့ပုဂ္ဂိုလ်နှစ်သုံးရက်နေကွဲတာဗောဒါတွေတခြားကွဲလာတာဘာသာမှပဲမတတ်တတ်တဲ့ဥစ္စာကွဲတယ်တချို့ကသာမတတ်ရင်ဖြစ်ပါမလားလို့ဒီလိုလည်းပဲမေးကြကြည့်ဖြစ်ပါတယ်သာတတာတခြားပဲအထုတာကတခြားပဲဘုရားလက်ထက်တုန်းကမြတ်စွာဘုရားဟောလို့တရားနာပြီးကျိုးတရားရတဲ့ပုဂ္ဂိုလ်တွေသာတတ်တဲ့ပုဂ္ဂိုလ်တော်နေပါလိမ့်မယ်ဟုတ်လားအိန္ဒိယနိုင်ငံအခုလက်ထိပဲသာတတ်တဲ့ပုဂ္ဂိုလ်မှန်နေနေတာပဲဘုခေတ်တုန်းကဆိုရင်သာတတ်တဲ့ပုဂ္ဂိုလ်သိနေမှာပေါ့သာတင်ကြောင်းတို့ပါလို့ဆိုတဲ့ကြည့်ဖို့မရပါဘူးနည်းနည်းပါးပါးတော့ရှိတယ်နဲ့တူတယ်ကွဒါလည်းပဲမနာပြည့်စုံစွာပြည့်စုံကြော်ရတဲ့ပုဂ္ဂိုလ်တွေလောက်ပဲပြင်ဆင်နေတူပါတယ်။ညာတော့ရင်ဆင်းရဲသားတွေကတော့ဟိုလိုဆိုးတုန်းကဘာမှစာတတ်ပုံမရပါဘူး။ရေးကိုရေးတတ်ပုံမရပါဘူး။သာမတတ်တဲ့ပုဂ္ဂိုလ်တွေများဝင်ရပါတယ်။ပြီးတော့မြတ်စွာဘုရားကလည်းနောက်မှပွင့်လာတော့တရားကအဲ့ဒီမှာဟောရတာ